Okay ခုနကကျွန်တော်ဗီဒီယိုထဲမှာ chamfer လုပ်ပြီးသွားပြီပေါ့နော်အခုမလုပ်မလဲဆိုတော့အပေါက်ဖောက်မယ်ပြီးလို့ရှိရင် G code ထုတ်မယ်ပေါ့နော်ဒီကောင်ပစ္စည်းထုတ်ဖို့အတွက် G code ထုတ်မယ်အဲနှစ်ခုလုပ်ဖို့အတွက်ကျွန်တော်ကအရင်ဆုံးအပေါက်ဖောက်မယ်ဆိုတော့ drilling tool တွေကိုတောင်းမယ်ပေါ့နော် drilling tool ထဲမှာကျွန်တော်တို့ cutter က chamfer cutter ဖြစ်လို့မရဘူး normal cutter ဖြစ်မှရမယ်အဲတော့ကျွန်တော်က tool တွေကနေ select ချက်မှတ်လိုက်တယ်မှတ်ပြီးလို့ရှိရင် cutter ချိန်မယ်ပေါ့နော် cutter ချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်အခုကအရင်ဦးဆုံးဒီအပေါက်ရဲ့ diameter ကိုသိဖို့လိုတယ်ပေါ့နော်ဒီမှာပေးရလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင် select မှတ်လိုက်လို့ရှိရင် diameter က 2.76 ဆိုပြီးတော့ပေါ်တယ်ပေါ့နော်ကျွန်တော်တို့အဲ့ဆိုလို့ရှိရင် cutter ကို 2.7 cutter လောက်သုံးရင်အဆင်ပြေတယ် 2.7 mil ပေါ့နော်အဲ့တော့ drilling tool ကိုသွားမယ်တစ်ခုရွေးမယ်ပေါ့နော်တစ်ခုရွေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ adaptive milling tutorial ထဲမှာ2.7 mil ကျွန်တော်ကဖန်တီးပြီးသားဖြစ်တယ်ပေါ့နော်ဖန်တီးပြီးသားဖြစ်တဲ့အတွက်ယူသုံးရုံပဲအကယ်၍မဖန်တီးရသေးဘူးဆိုလို့ရှိရင်ဒီအပေါင်းကလုတ်လေးတစ်ချက်နဲ့ပြီးရင် hole making မှာ cutter drill cutter ကိုရွေးပြီး cutter ရဲ့အမျိုးအစားကိုသွားပြီးရင်ဒီကောင်ရဲ့ size ကို 2.7 ထား 2.7 ပြီးလို့ရှိရင်ကိုလိုချင်တဲ့အရှည်ကိုထည့်ပြီးတော့ okay နှိပ်လိုက်ရတယ်ပေါ့နော် okay နှိပ်လို့ရှိရင်ဒီလိုမျိုးပေါ်လာမယ်ကျွန်တော်ကဟုတ်ပြီ 2.7 mil drill 2ကိုသုံးမယ်သုံးပြီးရင် select တစ်ချက်မှတ်မယ်မှတ်ပြီး spinning speed က 9000 rpm flash period က 1000 mm per minute အဲ့တိုင်းသုံးမယ်ဒီကောင်ကတန်တယ်ပစ္စည်းဆိုလို့ရှိရင်တော့ high speed နဲ့သွားလို့မရဘူးเนาะ tray ကတာကျိုးသွားမှာပေါ့နော်ပစ္စည်းအပြော့စားဆိုရင်တော့ရတယ်ဒီကောင်နည်းနည်းပါးရှော့တာတော့ပေါ့နော် geometry ထဲမှာကျွန်တော်အပေါက်ကို selection မှတ်မယ်မှတ်ပြီးလို့ရှိရင် select same diameter ကိုရွေးလိုက်ရင် auto ၄ပေါက်စလုံးသွား select မှတ်သွားတယ်ပေါ့နော်ပြီးရင် height ထက်ထဲမှာကျတော့ top height ကို hole top အပေါက်ရဲ့ထိပ်ကနေစပြီးတော့သတ်မှတ်မယ် bottom height ကိုကျတော့ hole ရဲ့ bottom အပေါက်ရဲ့အောက်ခြေထိကိုသတ်မှတ်မယ်ပေါ့နော်ပြီးလို့ရှိရင် cycle ထဲမှာ drilling rapid အောက်ဆိုတော့ရေးထားတယ် change စရာမလိုဘူး okay တစ်ချက်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ two back ကိုသွားဖန်တီးပေးသွားတယ်ပေါ့နော် simulation ကိုတစ်ချက်နှိပ်ပြီးတော့ကြည့်ကြည့်မယ်simulation ထဲမှာသူကဘယ်လိုပေါ်မလဲဆိုလို့ရှိရင်အရင်ဦးဆုံးကျွန်တော်တို့ chamfer လုပ်ပြီးသွားပြီပေါ့နော်ဒီတစ်ခေါက်က start ကိုတစ်ချက်နှိပ်တာနဲ့သူကအပေါက်ကိုအောက်ခြေထိပေါက်ပေးသွားတယ်ပေါ့နော် 2.7 mil အပေါက်ကြီးဖြစ်သွားပြီပေါ့နော်ဟုတ်ပြီ exit simulation ကိုနှိပ်မယ်ဟုတ်ပြီကျွန်တော်တို့အခုကပေါက်ပြီး chamfer လေးချိုးပြီဆိုတော့ကျွန်တော်တို့အခုဘာလုပ်မလဲဆိုတော့ G code ထုတ်မယ် G code ထုတ်မယ်ဆိုလို့ရှိရင်ဒီ action ဘောက G1 G2 ဆိုတာကိုတစ်ချက်နှိပ်မယ်နှိပ်ပြီဆိုလို့ရှိရင်ကျွန်တော် post processor ကိုကျွန်တော်တို့ရွေးဖို့လိုတယ်เนาะpost processor မှာကျွန်တော်က Mark 3 mil ကိုရွေးထားတယ်ပြီးရင် program နာမည်ကိုကျတော့ကျွန်တော်က 2D adaptive ဆိုပြီးတော့နာမည်ပေးလိုက်ရမှာเนาะပြီးရင် output folder မှာကျတော့ကျွန်တော်ကdesktop ထဲမှာသွားပြီးတင်မယ်ပေါ့နော် document unit change စရာမလိုဘူးကျွန်တော်ကငကိုရှိတဲ့အတိုင်းပဲထားမယ်ပြီးရင် post ဆိုတော့တစ်ချက်နှိပ်လိုက်လို့ရှိရင် G code ထွက်လာပြီပေါ့နော် G code ကိုကျွန်တော်တို့ဖတ်ချင်တယ်ဆိုရင် view and G code ကိုနှိပ်သူက software တစ်ခုdownload ဆွဲခိုင်းတယ်ကျွန်တော်မ down ချင်ဘူးဆိုလို့ရှိရင် cancel ပဲနှိပ်လိုက်ပေါ့နော်အဲ့ဆိုရင် notepad နဲ့ auto ဖွင့်လာပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ G code M code တွေကိုအကုန်မြင်ရပြီပေါ့နော် G code ထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော်တို့ 2D adaptive ပါမယ် 2D adaptive ကကျွန်တော်နှစ်ခုဖြစ်ရမှာပေါ့နော်ဒီမှာကတစ်ခုလေးဖြစ်နေတယ် drill တစ်ခု 2D adaptive တစ်ခုဆိုတော့ပိတ်ပြီးတစ်ချက်ပြန်ထုတ်ကြည့်မယ်ပေါ့နော် setup ကို select မှတ်တာပြီးရင် G1 G2 ကိုရွေးပြီးလို့ရှိရင် 2D adaptive new ဆိုပြီးနာမည်ပေးလိုက်မယ်ပေါ့နော်ပြီးရင် post ဆိုတော့တစ်ချက်နှိပ်လိုက်မယ်အဲ့ဆိုလို့ရှိရင် view and G code ကိုနှိပ်ရင် download ဆွဲခိုင်းမယ်မဆွဲဘူး cancel နှိပ်အဲ့ဆိုလို့ရှိရင် G code M code တွေအများကြီးဖြစ်သွားပြီပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကခုနက2 band နှစ်ခုတည်းကိုပဲသူက generate ထုတ်ထားတာပေါ့နော်အခုကကျွန်တော် setup ကိုရွှေ့ထား select မှတ်ထားတယ်ပြီးတော့ G1 G2 ကိုနှိပ်လိုက်တာဖြစ်တဲ့အတွက်အကုန်လုံးသူက generate ထုတ်ထားတယ်ပေါ့ 2D adaptive အတွက်ဒီ account အတွက်2 band ကမှာ code ဒီပေါ့နော်ပြီးလို့ရှိရင်အောက်စဉ်ကျွန်တော်တို့ code line ပေါင်းဘယ်လောက်ရှိမလဲဆိုလို့ရှိရင်တော်တော်များမှာပေါ့နော်ဒါဆိုရင်နောက်ဆုံး drilling ပေါ့နော်အပေါက်ဖောက်တဲ့အဆင့်ဒီကောင်က chamfer ဒီကောင်က drill
ဆိုလို့ရှိရင်ကျွန်တော်တို့tray အပေါက်ပေါက်တက်သွားပြီခြေကုပ်ထွက်ထွက်သွားပြီပေါ့နော်